ကျေးတော်ရှင်ဆရာတော်ရှင်သူမြတ်ကြီးဗျာယနေ့သာသနာတော်နှစ်2566နှစ်ကောဇာတက္ကရာ1384ခုနှစ်ပြာဇိုလဇန်12ရက်2023ခုနှစ်ဇန်နဝါရီလ2ရက်တနင်္လာနေ့အွန်လိုင်းဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောအမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုဘေးအေရီးယားနယူးယောက်နှင့်မယ်ဒီလင်းမှတရားကာမများမှစုပေါင်းဆင်ရင်ကျင်းပပြုလုပ်အပ်သောအွန်လိုင်းဓမ္မသဘင်နှင့်ဆက်လျင်၍ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားချီးမြှင့်ပေးသနာတော်မူပါယံဘုရား၍တော်ခြေတော်သောဥခိုက်၍ရိုသေစွာလျှောက်ထားအပ်ပါသည်ဗျာနိုင်ငံတကာနှစ်သက်ကူနေဥကာလာအခါသမယ2023ခုနှစ်ဇန်နဝါရီလတရက်အမေရိကန်နိုင်ငံ2023ခုနှစ်ဇန်နဝါရီလတရက်နေ့ဆန်ဖရန်စစ္စကိုဘေးအေရီးယားနယူးယောက်နှင့်မေရီလင်းမှဘုရားဘာသာဝင်သူတော်စင်များစုပေါင်းဆင်ကျင်းပပြုလုပ်အပ်သည်နိုင်ငံတကာနှစ်သက်ကူ2023ခုနှစ်နေဥဓမ္မသဘင်အခမ်းအနားဝယ်ဟောကြားအပ်သောအမှားနဲ့အမှန်ခွဲခြားသိသောဉာဏ်အကြောင်းတရားဒေသနာတော်အမှားနဲ့အမှန်ခွဲခြားသိသောဉာဏ်အများသိနေတဲ့အမြင်ဟာအမှားလားသို့မဟုတ်အမှန်လားဆိုတာခွဲခြားသိဖို့လိုအပ်တယ်ပါဠိစကားလုံးနဲ့ပြောမယ်ဆိုရင်ဒိဋ္ဌိဝိသုဒ္ဓိဆိုတဲ့စကားလုံးရှိတယ်ဘုရားတရားတော်ရဲ့ရှိရွယ်ချက်ကလောကမှာရှိတဲ့လူသားတွေဟာအမှားမြင်နေတာကိုအမှန်ထင်ပြီးတော့နေကြလို့တန်တရားဝကမလွတ်နိုင်တာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘယ်လိုအမြင်ကဘယ်လိုအမြင်ကအမှားမြင်ပြီးတော့ဘယ်လိုအမြင်ကအမှန်မြင်တာလဲဆိုတာခွဲခြားသိဖို့ရတဲ့တနည်းအားဖြင့်ပြောမယ်ဆိုရင်ဝိပဿနာတရားရဲ့အခြေခံဝိပဿနာတရားအထုတ်ပြီးဆိုရင်ဘယ်လိုအမြင်ရှိမှ
ဝိပဿနာဉာဏ်ဖြစ်တယ်ဆိုတာသိရှိနားလည်ဖို့အတွက်ရှင်းလင်းဟောကြားမှာဖြစ်ပါတယ်တရားကောင်းစီအနေနဲ့ကတော့အမှားနဲ့အမှန်ခွဲခြားသိတော်ဉာဏ်ဒါကအမှားဒါကအမှန်လို့ဒီလိုသိတဲ့ဉာဏ်ဟာဒီလိုသိတာဟာဝိပဿနာဉာဏ်နဲ့သာသိနိုင်တာဖြစ်တယ်။တာမန်အသိဉာဏ်မျိုးနဲ့သိနိုင်ခြင်းမရှိဘူး။အဲ့ဝိပဿနာတရားအထုတ်တဲ့ပုဂ္ဂိုလ်တွေမှာစင်ကြယ်တဲ့လမ်းစဉ်ကနေသွားကြတာပရမဆုံးကိုကျင့်သီလစင်ကြယ်အောင်ကြိုးစားရမယ်ဒါကတော့အသိဉာဏ်မဟုတ်သေးဘူးအခြေခံအနေနဲ့သီလဝိတ္တုဆိုတာကိုကျင့်တရားကောင်းမွန်ဖို့ရှေ့ဥစွာလုပ်ကြရဘာဖြစ်လို့ကိုကျင့်တရားကောင်းဖို့လိုအပ်တယ်လဲလို့ဆိုရင်ကိုကျင့်တရားမကောင်းတဲ့ပုဂ္ဂိုလ်မှာသူ့ရဲ့စိတ်ထဲမှာအနှောက်အယှက်တွေအများကြီးရှိသည့်အတွက်ကြောင့်အသိဉာဏ်ဖြစ်ဖို့အတွက်အဟံတာတွေဖြစ်တယ်ပေါ့အဲ့ဒီအဟံတာတွေကိုကျွတ်တင်ရှင်းဖို့လိုအပ်တယ်ကိုယ့်ရဲ့မျက်နှာပုံရိပ်ကိုရှင်းရှင်းလင်းလင်းမြင်ချင်လို့ရှိရင်မှန်သားပြင်ဟာကြည်လင်းနေမှာဖြစ်တယ်မုံဝါးနေတဲ့မှန်သားပြင်မောကြည့်ပဲဆိုလို့ရှိရင်မုံဝါးတဲ့ရုပ်သွင်းမမြင်ရမှာဖြစ်တယ်ဒါကြောင့်မို့မှန်သားပြင်ကိုကြည်လင်းအောင်လုပ်တယ်လို့ကိုကျင့်တရားတွေရှုစွာကောင်းမွန်အောင်ကြိုးစားရမယ်ဘယ်တိုက်တာထိကြိုးစားရမလဲဆိုရင်ကိုကျင့်တရားပြုပြင်နေဆိုတာအချိန်အများကြီးတော့လိုအပ်တာမဟုတ်ဘူးပေါ့အခုဆောက်တည်လိုက်လို့ရှိရင်အခုကိုကျင့်တရားဟာလုံခြုံသွားတာပဲဥပမာတစ်ခုပြောမယ်ဆိုလို့ရှိရင်ရှင်အင်္ဂုလိမာလာရဲ့အလောင်းယဟန်မဖြစ်ခင်ကလူတတ်တဲ့လူဆိုကြီးတယောက်အင်္ဂုလိမာလာဆိုတာသူ့နာမည်ရင်းတော့မဟုတ်ဘူးသူ့နာမည်ရင်းကအဟိန္ဒကဘယ်သူကိုမှမညှင်းဆဲသူဆိုတဲ့အဓိပ္ပာယ်အဟိန္ဒကအဲ့ဒီအဟိန္ဒကဟာလူသက်သမားကြီးဘဝရောက်သွားတဲ့အခါကျတော့သူတတ်ထားတဲ့လူတွေရဲ့လက်ညှိုးတွေကိုမပြောက်ပြက်ရအောင်ကျိုးနဲ့စီးပြီးတော့လက်ဘင်းမှာချိတ်ထားလို့လက်ဘင်းမှာဆွဲထားလို့အင်္ဂုလိမာလာလို့နာမည်တွင်သွားတာအင်္ဂုလိဆိုတာလက်ချောင်းကလေးတွေမာလာဆိုတာပန်းကုန်းပေါ့လက်ချောင်းလေးတွေကိုပန်းကုန်းလို့လွတ်ပြီးတော့လက်ဘင်းမှာဆွတ်ထားတာသူဟာဒုစရိုက်လုပ်ငန်းကိုအကြီးကျယ်လုပ်တဲ့ပုဂ္ဂိုလ်ဖြစ်လို့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာဘုရားကိုချီးညိုပြီးတော့သူ့လုပ်တွေကရှောင်လိုက်တယ်အဲ့ဒီရှောင်လိုက်တာဟာကိုကြီးတိတ်လာကိုစင်ကြအောင်လုပ်လိုက်ခြင်းပဲရှောင်လိုက်ပြီးတဲ့နောက်မှာရဟန်းဘုရားရောက်လာတာအဲ့ဒီကစပြီးတော့သူများတဲ့တတ်အလုံးဝမလုပ်တော့သို့တော့ရဟန်းမဖြစ်ခင်ရှေ့ပိုင်းမှာအကြီးအကျယ်လူတွေကိုဒုက္ခပေးတပ်ဖြတ်လာတဲ့ပုဂ္ဂိုလ်တယောက်ဆိုမြတ်စွာဘုရားပေးတဲ့ကမ္မထန်နိလန်းကိုကျိုးပန်းအထုတ်တဲ့အခါမှာတမာရိရအောင်ကြိုးစားတဲ့အခါမှာတမာတိမဖြစ်ဖဲနဲ့သူကျွလွန်ခဲ့တဲ့
ပြစ်မှုတွေလူတွေကိုတပ်ဖြတ်ခဲ့တဲ့မြင်ကွင်းနေပုံရိပ်တွေကသူ့စိတ်ကိုလွှမ်းမိုးလာပြီးတော့စိတ်ဟာဆောက်တည်အမြဖြစ်လာတယ်ဒါသဘာဝပဲလေမဟုတ်တာလှုပ်ထားတဲ့ပုဂ္ဂိုလ်တယောက်ကစိတ်တည်ငြိမ်အောင်ကြိုးစားလိုက်တဲ့အချိန်မှာအဲ့ဒီပုံရိပ်တွေကအရှူရှူပေါ်လာပြီးတော့အနှောက်အယှက်ဖြစ်ကုန်အဲ့ဒီလိုအနှောက်အယှက်မျိုးမဖြစ်အောင်ကိုကျင့်သီလကိုကောင်းမွန်ကြိုးစားကြရတာဖြစ်တယ်အကယ်၍ကိုကျင့်သီလကောင်းတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်မကောင်းတဲ့ပုံရိပ်တွေဟာသူစိတ်အာယုန်ထဲမှာပေါ်လာမှာမဟုတ်ဘူးပေါ့အဲ့တော့ရှင်အင်္ဂုလိမာလဟာတရားထုတ်တဲ့အခါမှာသူရဲ့လူသက်သမားဘဝကပုံရိပ်တွေကလွှမ်းမိုးလာလို့တရားထိုင်လို့မရဘူးနောက်ပိုင်းကျတော့မြတ်စွာဘုရားကနီလန်းပေးတယ်ရှေ့ပိုင်းဟာတွေမိထားလိုက်အပိုင်းနှစ်ပိုင်းပိုင်းလိုက်တယ်အဲ့ဒါကိုအင်္ဂုလိမာလပရိတ်ဆိုပြီးတော့နောက်ပိုင်းတော့ပေါ်လာတယ်နော်အပိုင်းနှစ်ပိုင်းပိုင်းလိုက်တယ်ယတောဟံအရိယာယသာတိယသာတော်ဆိုအရိယဇတ်မြင့်မြတ်တဲ့ယဟန်ဘဝရောက်တဲ့အချိန်ကစပြီးတော့ဘယ်သူအသက်မှမတတ်ပါဘူးဆိုအချိန်ကန့်သက်လိုက်တာရှေ့ပိုင်းကလှုပ်ခဲ့တာတွေကိုမေ့ပြလိုက်ပြီးတော့ကိုယ့်ရဲ့စိတ်အားပြည့်မှုစင်ကြယ်မှုတွေရဟန်းဖြစ်တဲ့အချိန်နောက်ပိုင်းကစပြီးတော့သူကိုကျင့်သီလရှိတယ်ဆိုတာကိုအားပြုလိုက်တယ်အဲ့ဒီအချိန်မှာပုံရိပ်တွေပျောက်သွားပြီးတော့တရားထုတ်လို့ရသွားတယ်အဲ့တော့သီလရဲ့တန်ဖိုးဟာအဲ့ဒါပဲအနဝိစ္စဒုက္ခ happiness or innocence အနဝိစ္စဆိုတာ innocent အပြစ်မရှိတာအပြစ်မရှိခြင်းသည်ချမ်းသာဒုက္ခစိတ်ချမ်းသာမှုပေးနိုင်တယ်အဲ့တော့အပြစ်မရှိတာဟာသီလနဲ့ပြည့်စုံမှာအပြစ်မရှိတာကိုကျင့်သီလပျက်စီးနေတဲ့ပုဂ္ဂိုလ်ဟာအပြစ်ရှိနေတယ်လို့ခံစားရတယ်ကာယကံဝစီကံအပြစ်ရှိတယ်ပေါ့အဲ့စိတ်ထဲမှာမကောင်းတဲ့ပုံရိပ်တွေကလာရောက်နှောက်ယှက်တဲ့အခါမှာစိတ်တဝိတုဒ္ဓိဆိုတာဖြစ်ဖို့ခက်သွားတယ်ဒါကြောင့်မို့သီလဝိတုဒ္ဓိကာယကံဝစီကံစင်ကြယ်အောင်ရှုစွာကြိုးပမ်းအထောက်ရမယ်ကိုယ်စိတ်ထဲမှာစိတ်နှလုံးထုံထုံချပြီးတော့အခုချိန်ကစပြီးကာယကံမြောက်ဝစီကံမြောက်ကိုကျင့်တရားကိုဖောက်ဖျက်တာမလုပ်ပါဘူးလို့ဆိုတဲ့တဏိဋ္ဌာန်ချပြီးတော့ကိုကျင့်သီလကိုစောင့်တည်လိုက်ခြင်းအပြင်သီလဝိတ္တုဆက်ဖြစ်သွားတယ်ဒါနဲ့ပတ်သက်ပြီးတော့တချို့တလေကကိုးကားပြီးတော့ပြောလို့ရှိကြတယ်တဏှတိမတ်ကြီးဟာအယေမူရင်းကနေပြီးတော့ယဟန္တာဖြစ်သွားတယ်ဆိုအပြင်ကအပြင်မှာတော့ဟုတ်တယ်မူရင်းတောက်စားပြီးတော့သူနေတာသို့တော့တရားဓုရတဲ့အချိန်မှာမြတ်စွာဘုရားတရားတော့ကြားနာတဲ့အချိန်မှာအဲ့ဒါတွေမရှိတော့ဘူးသူအသီလမရှိဘဲနဲ့ယဟန္တာဖြစ်တာမဟုတ်ဘူးအဲ့တော့သီလဆိုတာအကြာကြီးဆောက်တည်ဖို့ဒီလိုလဲဆိုလိုတာမဟုတ်ဘူးစိတ်ပိုင်းဖြတ်မှုကအဓိကဖြစ်တယ်စိတ်မပြတ်တဲ့ပုဂ္ဂိုလ်ကတော့ထပ်ထပ်လုံနေမှာပဲလေအခုဆောက်တည်လိုက်တော့ကြဖောက်ဖျက်လိုက်ဆောက်တည်လိုက်ဖောက်ဖျက်လိုက်အဲ့ဒါလိုနေမှာပဲတဏှတိမတ်ကြီးတို့လိုပုဂ္ဂိုလ်မျိုးတွေကြတော့စိတ်ကပြတ်တယ်ဒါမလုံတော့ဘူးဆိုရင်တက်တက်လုံးမလုံတော့ဘယ်တော့မှမလုံတော့ရှင်အင်္ဂုလိမလရဲ့အလောင်းကလည်းအဲ့တိုင်းပဲစိတ်ပြတ်တယ်တော့လူမတတ်တော့ဘူးဆိုရင်သူ့ကိုလာတတ်တော့သူက
ပြန်လဲခုခံပြီးသူများကိုတတ်မှာမဟုတ်ဘူးအဲ့လောက်တောင်စိတ်ပြတ်တာနော်သူပဲသိခံလိုက်မယ်သူများကိုပြန်ပြီးတော့တတ်မှာမဟုတ်ဘူးအဲ့လိုစိတ်ပိုင်းဖြတ်လိုက်ခြင်းအပြင်သီလဝိတ္တုဆိုတာရသွားတယ်သီလဝိတ္တုဟာဘာအတွက်လဲလို့မေးရင်စိတ်တဝိတ္တုစိတ်တဝိတ္တုဆိုတာစိတ်စင်ကြယ်မှုလို့ပြောပေမဲ့လို့ဘာကိုဆိုလိုတာတော့ဆိုတော့တမာတိကိုပြောလို့တာစိတ်တဝိတ္တုဆိုတာတမာတိကိုပြောတာစိတ်တည်ငြိမ်အောင်ထားနိုင်တာအဲ့တော့ကိုချင်းသီလပြည့်စုံပြီးတဲ့နောက်မှာစိတ်တည်ငြိမ်အောင်လုပ်ဖို့လွယ်သွားတယ်သီလဝိတ္တုကကာယကနဲ့ဝစီကံကိုထိမ့်သိမ်းဆောင်ရှောက်တယ်စိတ်တဝိတ္တုကစိတ်ကိုထိမ့်သိမ်းဆောင်ရှောက်တယ်အဲ့ဒီနှစ်ခုကဘာအတွက်လဲဆိုရင်အသိပညာအတွက်ပဲဖြစ်တယ်နော်သီလရဲ့သမာဓိရဲ့ဘုရားဘာသာကျင့်စဉ်ဟာအမှန်တမ်းစနစ်ကြတယ်systematically လုပ်ထားတာတက်လမ်းကြောင်းပေးထားရုံမဟုတ်ဘူးတကယ်ဖြစ်ဖြစ်ထားလဲအဲ့တိုင်းပဲသီလမစင်ကြယ်ရင်သမာဓိရဖို့ခက်တယ်ဒါမို့သီလစင်ကြယ်အောင်လုပ်ပါလို့ပြောတာသူအစင်းလိုက်သွားတာသူသီလဝိတ္တုဖြစ်အောင်အရင်ကြိုးစားမယ်ပြီးရင်စိတ်စင်ကြယ်မှုဆိုတဲ့သမာဓိရအောင်ကြိုးစားရမယ်အဲ့တော့သီလဝိတ္တုသည်စိတ်တဝိတ္တုအတွက်ဖြစ်တယ်သူစင်နဲ့သူသွားတာသီလစင်ကြယ်တာဟာနိဗ္ဗာန်ကိုတိုက်ရိုက်အကျိုးပေးတာမဟုတ်ဘူးသီလစင်ကြယ်မှုသည်စိတ်တဝိတ္တုအတက်တာဖြစ်တယ်ဘာနဲ့တူတော့ဆို၄ကတိ9တိစဉ်းစားကြည့်ပေါ့ပထမ၄ကတိသည်ဒုတိယ၄ကတိကိုရောက်ဖို့အတွက်သာဖြစ်တယ်တိုက်ပေါ်ရောက်ဖို့မဟုတ်သေးဘူးသူကပထမ၄ကတိသည်ဒုတိယ၄ကတိကိုရောက်အောင်ပို့ပေးတာဖြစ်တယ်ဒုတိယ၄ကတိကတတိယ၄ကတိအတွက်ဖြစ်တယ်တတိယ၄ကတိကစတုထ၄ကတိစတုထကပစ္စမပစ္စမကသတ္ထသတ္ထကတတ္တမအဲ့ဒီလိုကြည့်လိုက်မယ်ဆိုရင်သီလဝိတ္တုကဘာအတွက်လဲလို့ဆိုရင်စိတ်တဝိတ္တုသမာဓိရဖို့အတွက်အနုဆိုသမာဓိရဖို့ခက်လိမ့်မယ်ကိုချင်းသီလမပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ်စိတ်ထဲမှာအပြစ်ရှိတယ်လို့ခံစားနေရတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်လိုနည်းနဲ့မှစိတ်တည်ငြိမ်မှုကိုမရနိုင်ဘူးတဲ့ဒါကြောင့်မို့စိတ်တည်ငြိမ်မှုအတွက်ကိုချင်းသီလရှိရမယ်ကိုချင်းသီလရှိပြီးတဲ့အခါမှာစိတ်တည်ငြိမ်မှုရအောင်ကြိုးစားရမယ်ဒါအဆင့်မကျော်ရဘူးသူတိုင်သူသွားရတာအဲ့ဒီသီလဝိတ္တုအဆင့်စိတ်တဝိတ္တုအဆင့်သည်ပညာဝိတ္တုအတွက်လမ်းခင်းပေးခြင်းများတာဖြစ်တယ်ပညာမဟုတ်သေးဘူးအသိပညာမဟုတ်သေးဘူးဟုတ်ပြီစိတ်တဝိတ္တုဖြစ်လာပြီးတဲ့နောက်မှာအမှားနဲ့အမှန်ကိုသိတဲ့ဉာဏ်ရဖို့အတွက်လုပ်ငန်းစတင်ရမှာဖြစ်တယ်ပေါ့အဲ့ဒါကိုဒိဋ္ဌိဝိတ္တုလို့ခေါ်တယ်ဒိဋ္ဌိဝိတ္တုကိုစကလုံးနှလုံးနဲ့ဖော်ပြထားတာဖြစ်တယ်ဒိဋ္ဌိရဲ့ဝိတ္တုရဲ့ဒိဋ္ဌိဆိုတဲ့စကလုံးကတခါတရံမှားယွင်းတဲ့အမြင်ကိုဖော်ဆောင်တာဖြစ်ပေမဲ့လို့တခါတရံအသိဉာဏ်ကိုဖော်ဆောင်တာလည်းရှိတယ်ဥပမာမဲ့ရှင်းရှင်းလင်းလင်းကတော့မိစ္ဆာဒိဋ္ဌိနဲ့တမ္မာဒိဋ္ဌိရှေ့ကစကားလုံးနဲ့ထည့်လို့ရှိရင်မိစ္ဆာဒိဋ္ဌိဆိုရင်မှားရွံ့တဲ့အမြင်တမ္မာဒိဋ္ဌိဆိုတော့မှန်ကန်တဲ့အမြင်အသိဉာဏ်အဲ့လိုကွာတယ်အကယ်၍ရှေ့ကမိစ္ဆာဆိုတာလည်းမပါဘူးတမ္မာဆိုတာလည်းမပါဘူးဒိဋ္ဌိတို့တမ္မာသုံးတဲ့အခါကျတော့
မှားရွေးနဲ့အမြင်လားမှန်ကန်တဲ့အမြင်လားဆိုတာသိဖို့ခက်သွားတယ်အဲ့တော့ကြတော့အကြောင်းအရာနဲ့ဆက်ဆက်ပြီးတော့ယူရတယ် what context စကားလုံးနဲ့ဆက်ဆက်လာတဲ့စကားလုံးတွေနဲ့ပတ်သက်ပြီးတော့ဒါဟာမှားရွေးတဲ့အမြင်ကိုပြောရလားမှန်ကန်တဲ့အမြင်ကိုပြောရလားဆိုတာနှစ်ခုခွဲခြားပြီးတော့ယူဖို့လိုတယ်ပေါ့မေတ္တာသုတ်ထဲမှာပါတဲ့နောက်ဆုံးကတာလေးတစ်ပုဒ်ကိုကြည့်အလုံးမေတ္တာသုတ်ရကြတယ်ဒိဋ္ဌိဉ္စအနုပကမ္မသီလဝါဒတနေနတမ္ပန္နောအဲ့ဒီမှာဒိဋ္ဌိဉ္စအနုပကမ္မအဲ့ဒီမှာပြထားတဲ့ဒိဋ္ဌိဆိုတာမှားသောအမြင်လို့အဓိပ္ပာယ်ရတယ်synonymous term ဒိဋ္ဌိနဲ့ထသနာအတူတူပဲစကားလုံးနှစ်ခုအဓိပ္ပာယ်တူစကားလုံးဒိဋ္ဌိစအနုပကမ္မသီလဝါဒတနေနတမ္ပန္နောဒသနာဒီဒိဋ္ဌိကိုတော့မှားရွေးတဲ့အမြင်နောက်ကထသနာကြတော့မှန်ကန်တဲ့အမြင်ဖြစ်သွားတယ်အဲ့တော့မေတ္တာပို့တဲ့ပုဂ္ဂိုလ်ဟာဘယ်လိုမှားရွေးတဲ့အမြင်တွေဖြစ်လာတယ်ဆိုမေတ္တာပို့တယ်ဆိုတာကိုယ်မိတ်ဆွေအနေနဲ့ပို့တယ်တရဝအနေနဲ့ပို့တယ်ကိုယ်နဲ့ခင်မင်တဲ့ပုဂ္ဂိုလ်အနေနဲ့ပို့တာမေတ္တာဆိုတာတရဝအနေနဲ့ပို့တာဖြစ်တယ်တရဝအနေနဲ့ပို့တဲ့မေတ္တာတမာတိကိုသာဖြစ်စေတာဉာဏ်ကိုဖြစ်စေတာမဟုတ်ဘူးအဲ့တော့တမာတိဖြစ်ဖို့ရအတွက်ကိုယ်နဲ့ယဉ်ဤကျွမ်းဝင်တဲ့မိတ်ဆွေထိုကနေတဆင့်ကိုယ်နဲ့မခင်တဲ့ပုဂ္ဂိုလ်ထိုမှတဆင့်ကိုယ်နဲ့အမြင်မကြည့်တဲ့ပုဂ္ဂိုလ်ထီအောင်တရဝအားလုံးပေါ်မှာမေတ္တာထားနိုင်အောင်ကြိုးစားတာအဲ့တော့ခေါင်းထဲမှာဘာဆွဲသွားတော့ဆိုတရဝရှိတယ်ဆိုတဲ့အတွေးဝင်သွားတတ်တယ်အဲ့ဒီအတွေးကဝိပဿနာဉာဏ်နဲ့ကြည့်လို့ရှိရင်အမှားကြီးဖြစ်နေမေတ္တာပို့တာကြတော့အမှားမဟုတ်ဘူးတမာရီအခြေအနေမှာအမှားမဟုတ်ဘူးသို့တော့အမြင်အနေနဲ့ကြည့်မှားနေပြီသူနော်တရဝရှိတယ်မိတ်ဆွေရှိတယ်ခင်မင်သူရှိတယ်လို့ဆိုတာအမှားကြီးဖြစ်နေတယ်ဘာလို့လဲဆိုရင်ဝိပဿနာ level မှာတရဝဆိုတာမရှိဘူးအဲ့လိုမြင်မို့လို့တာဟုတ်အဲ့တော့မေတ္တာပို့နေတဲ့ပုဂ္ဂိုလ်ကတရဝအရှိအနေနဲ့ပို့နေတာဖြစ်တော့ဝိပဿနာကိုကူးတော့မယ်ဆိုရင်အဲ့ဒီတရဝရှိတယ်ဆိုတဲ့အတွေ့ကိုဖြောက်ပါလို့ပြောတာဒိဋ္ဌိဉ္စအနုပကမ္မနော်မှားယွင်းနေတဲ့အယူဆတရက်တို့မရောက်ပါစေနဲ့မသွားရနဲ့အဲ့ဒီလမ်းကြောင်းကိုမလိုက်နဲ့တော့လို့ပြောလိုက်တာတရဝရှိတယ်ဆိုတဲ့အတွေ့အထင်ကိုဖြောက်ပါအဲ့ဒီနောက်ကို approach မလုပ်ပါနဲ့သူပြောတာအဲ့ဒီအတွေ့ကိုဖြောက်လိုက်ပါဖြောက်လိုက်ပြီးမှကိုချင်းသီလနဲ့ထသနာမှန်ကန်တဲ့အမြင်ရှိပါလို့သူဆိုလို့တယ်နော်အဲ့ဒါကြောင့်ဝိပဿနာတရားအထုတ်တော့မယ်ဆိုရင်ဒိဋ္ဌိဝိတုဒ္ဓိအမှားနဲ့အမှန်ခွဲခြားပြီးတော့သိမြင်တဲ့အသိဉာဏ်အမှန်တမ်းအရေးကြီးသွားပြီဒါဝိပဿနာ level ကိုပြောတာနော်ဝိပဿနာ level ရောက်ရင်သူ့ level နဲ့သူမှားရမယ်ဒါတနည်းအားဖြင့်ပြောမယ်ဆိုရင်သမုဒိသစ္စာ level နဲ့ပရမတ္ထသစ္စာ level ပေါ့အမှန်တရားဆိုတာနှစ်ခုရှိတာ general consensus လို့ခေါ်တဲ့အများကအတိမပြုထားတာဒါသမုဒိလို့ခေါ်တယ်သမုဒိသစ္စာအများကအတိမပြုထားတာလဲအမှန်လို့ယူဆလို့ရတယ်သို့တော့အများကအတိမပြုထားတဲ့အမှန်တရားသည်တကယ်အမှန်တရားမဟုတ်ဘူးတကယ်အမှန်တရားမဟုတ်သည့်အတွက်ကြောင့်အများအတိမပြုယုံနဲ့မှန်နေတဲ့အမှန်ဟာတန်တရားဝကလွတ်နိုင်တဲ့အမှန်မဟုတ်ဘူးဒါကြောင့်မို့ပရမတ္ထသစ္စာ ultimate truth absolute truth ကိုရောက်သွားရမယ်တော့ general consensus အများအသိမှပြုတယ်အများသဘောတူထားတဲ့အမှန်နဲ့မရဘူးတကယ်အစစ်မှန်မှအမှန်လို့ခေါ်ရမှာဖြစ်တယ်ပေါ့အဲ့ဒီ level နှစ်ခုဟာဘုရားဘာသာကိုဒီခွဲခြားသိထားဖို့လိုတယ်ပေါ့
အခုဒိဋ္ဌိဝိတ္တုဆိုတာ absolute truth ကိုသွားနေတာနော် absolute truth ultimate reality ကိုသွားတာအဲ့ဒါကြောင့်မလို့ဒိဋ္ဌိဝိတ္တုအမှားနဲ့အမှန်ခွဲခြားသိမြင်တဲ့ဉာဏ်အဲ့တော့ဒိဋ္ဌိနဲ့ဝိတ္တုဆိုပြီးတော့စကားလုံးနှလုံးဘယ်လိုအဓိပ္ပာယ်ယူရမလဲဆိုဒိဋ္ဌိဆိုတာမှန်ကန်တဲ့အသိဉာဏ်အဲ့ဒီမှန်ကန်တဲ့အသိဉာဏ်ဒီပြီးနဲ့အမှားအသိကိုဖယ်ရှားလို့အမှားအသိဆိုတဲ့အညစ်အကြေးကိုဆေးကြောနိုင်လို့တန့်စင်စေနိုင်လို့ဝိတ္တုစကားလုံးနှလုံးသုံးထားပေမဲ့လို့အဓိပ္ပာယ်တူတူပဲသို့တော့များအားဖြင့်အင်္ဂလိပ်တို့ပြန်ကြတဲ့ပုဂ္ဂိုလ်တွေကဘယ်လိုပြန်အောင်ဆိုဒိဋ္ဌိဝိတ္တုကို purification of view လို့ပြန်တယ်ဒါအဖွင့်ဆိုချက်တွေနဲ့မမှန်ဘူးเนาะဒီဘာသာပြန်ကအမှန်မဟုတ်ဘူးဟုတ်တယ်လို့တော့ရှိတယ်သို့တော့မူရင်းသုံးတဲ့စကားလုံးကအဲ့ဒီလိုအဓိပ္ပာယ်ဆိုလိုတာမဟုတ်ဘူး purification of view ဆိုတာအမြင်ဤစင်ကြယ်မှုလို့ပြောရင်လေအမြင်ဤစင်ကြယ်မှုကိုပြောတာမဟုတ်ဘူးတနည်းအားဖြင့်တော့သူ့ရဲ့မူရင်းသုံးထားတဲ့စကားလုံးရဲ့ဖွင့်ဆိုချက်ကအဲ့ဒီအဓိပ္ပာယ်မဟုတ်ဘူးအဲ့လိုဆိုလိုတာမဟုတ်ဘူးဒိဋ္ဌိဆိုတာအမှန်မြင်ခြင်းဝိတ္တုဆိုတာအမှားမြင်မှုကိုတန်ရှင်းစင်ကြယ်စေခြင်းဆိုဒိဋ္ဌိကလည်းပဲဉာဏ်ပဲဝိတ္တုကလည်းဉာဏ်ပဲ purification of view ဆိုလို့ရှိရင် view ပဲရသွားမှာ purification မရဘူးတကယ်ကောက်မယ်ဆိုလို့ရှိရင်ဆိုလိုတာကထသနာကလည်းဉာဏ်ပဲဝိတ္တုကလည်းဉာဏ်ပဲဒီစကားလုံးနှလုံးလုံးဒီအသိဉာဏ်ကိုပြောတာအကယ်၍ purification of view လို့ပြောလို့ရှိရင်အသိဉာဏ်မရဘူးဒီအင်္ဂလိပ်စကားလုံးရအသိဉာဏ်ကိုရည်ညွှန်းတာမဟုတ်ဘူးဖြစ်သွားတယ်တခါတလေဟုတ်တယ်လို့နဲ့မဟုတ်တာတွေအများကြီးရှိတယ်စကားလုံးတွေမှာတော့သူဆိုလို့ရင်မူရင်းစကားလုံးကပါတော့ဆိုဒိဋ္ဌိဆိုတာအမှန်မြင်ခြင်းဝိတ္တုဆိုတာအဲ့ဒီအမှန်မြင်တဲ့ဉာဏ်သည်အမှားမြင်နေတဲ့အမှားနေတဲ့အရာကိုစေကြောတန့်စင်ပေးတတ်တယ်လို့ညှို့ဆိုလိုတာအဲ့တော့မှားနေတဲ့အရာကိုတန့်ရှင်းတန့်စင်သွားစေတတ်တဲ့အမှန်မြင်မှုလို့ဒီလိုဆိုလိုတယ်စကားလုံးနှလုံးမှာအဓိပ္ပာယ်တစ်ခုတည်းပဲเนาะစကားလုံးနှလုံးမှာတရားကိုအနေနဲ့တစ်ခုတည်းပဲဉာဏ်ကိုပြောတာလို့အဲ့တော့ဝိတ္တုမှာဘယ်လိုဖွင့်အောင်ဆိုလို့ရှိရင်နာမရူပနာယာထာဝထတနာဒိဋ္ဌိဝိတ္တုနာမတဲ့နာမရူပနာနန္တရားယုတ်တရားတို့ကိုယာထာဝထတနာတကယ်အဖြစ်မှန်တိုင်းသိမြင်သောဉာဏ်သည်ဒိဋ္ဌိဝိတ္တုနာမဒိဋ္ဌိဝိတ္တုမြည်ဒိဋ္ဌိဝိတ္တုဆိုတာအသိဉာဏ်အဲ့ဒီအသိဉာဏ်သည်အလုံးနှစ်ခုကိုလုပ်တယ်ဒီလိုဆိုလို့တယ်အလုံးနှစ်ခုကိုလုပ်တယ်အလုံးနှစ်ခုကပါလဲဒိဋ္ဌိမြင်ခြင်းဆိုတဲ့အလုပ်ဝိတ္တုစင်ကြယ်စေခြင်းဆိုတဲ့အလုပ်ဒီနှစ်ခုကိုလုပ်တယ်လို့ပြောအမှန်မြင်ခြင်းကိုဆိုတဲ့အလုပ်ကိုလည်းလုပ်တယ်ဒါကဒိဋ္ဌိထိုအမှန်မြင်မှုသည်အမှားကိုတန်ရှင်းစင်ကြယ်စေတယ်လို့ဝိတ္တုဆိုတဲ့အလုပ်ကိုလည်းလုပ်တယ်စင်ကြယ်စေတယ်ဆိုတဲ့အလုပ်ကိုလည်းလုပ်တယ်အဲ့ဒီအလုံးနှစ်ခုနဲ့တွဲဆက်ထားတဲ့အသိဉာဏ်ကိုဆိုလိုတယ်ဒိဋ္ဌိဝိတ္တုကစောစောပိုင်းကပြောတဲ့သီလဝိတ္တုဆိုတာလဲစင်ကြယ်တဲ့သီလကိုပဲပြောတာစိတ်တဝိတ္တုဆိုတာစင်ကြယ်တဲ့တမာတိစိတ်တစ်ခုပဲပြောတာ
အခုဒိဋ္ဌိဝိတ္တုကလည်းစကလုံးနှလုံးဆိုပေမဲ့နှစ်ခုပြောတာမဟုတ်ဘူးတစ်ခုတည်းကိုပြောတာဘာကိုပြောတာတော့ဆိုအသိဉာဏ်ကိုပြောတာနော်ဘယ်လိုအသိဉာဏ်တော့ဆိုရင်နာမရူပနာယထာဝတတနာဒိဋ္ဌိဝိတ္တုနာမနာမရူပနာနန္တရားယုတ်တရားတို့ကိုယထာဝထတနာတကယ်အရှိတိုင်းသိမြင်သောဉာဏ်သည်ဒိဋ္ဌိဝိတ္တုနာမဒိဋ္ဌိဝိတ္တုမြည်ဒါဖြင့်ယုံနဲ့နံကိုယုံနံလို့သိတာဒါအမှန်သိပဲအယုံနံလို့မသိပဲနဲ့ဘယ်လိုသိနေတော့ဆိုတတဝါလို့သိနေလို့ရှိရင်နာယုံတစ်ခုပေါင်းစပ်ထားတာကိုလူလို့ထင်နေတယ်နတ်လို့ထင်နေတယ်တတဝါလို့ထင်နေတယ်ဒါအမှားသိပဲလေတကယ်ယုံနဲ့နံကလွဲလို့မှတတဝါဆိုတာရှိမှမရှိတာယုံနဲ့နှစ်ခုပေါင်းစပ်ပြီးတော့လှုပ်ရှားတဲ့တွေးခေါ်တဲ့ရှိတဲ့ငိုတဲ့ဆိုတာဖြစ်တယ်စကားပြောတယ်တကယ်တော့ယုံနဲ့နှစ်ခုပေါင်းစပ်လိုက်လို့ရလာတဲ့ energy နဲ့လုပ်နေတာတရဝမရှိဘူးဒီထဲမှာအဲ့လိုယုံနဲ့နှစ်ခုတတ်အရှိတိုင်းမြင်တာဟာဒိဋ္ဌိဝိတ္တုတယ်ဆိုအဲ့ဒီအရှိတိုင်းမြင်ဖို့ဟာလွယ်လားဆိုတော့မလွယ်ဘူးအဲ့ဒါမမြင်မဲနဲ့လေတွေ့တာမှုကိုရှင်းလို့ရမလားမရဘူးတွေ့တာမှုကိုမရှင်းနိုင်ရင်မုန်းတိမှုတွေရောရှင်းလို့ရမလားမရဘူးတွေ့တာမှုကိုမရှင်းမဲနဲ့စိတ်သောကားကိုဖယ်လို့ရမလားမရဘူးဒါကြောင့်မို့တွေ့တာမှုတွေအထင်လွဲမှုကိုအကြောင်းပြုပြီးတွေ့တာမှုတွေကိုရှင်းနိုင်ဖို့ရအတွက်ဝိပဿနာတရားထုတ်တဲ့ပုဂ္ဂိုလ်တိုင်းရှေးဥစွာဒိဋ္ဌိဝိတ္တုဆိုတာအမှန်မြင်အောင်ကြိုးစားရမယ်လို့သူဆိုလိုတာနော်အမှန်မြင်အောင်ကြိုးစားရမယ်နာယုတ်တို့ကိုအရှိတိုင်းအမှန်တိုင်းillusion မဖြစ်ပဲနဲ့ရုပ်ကိုရုပ်လိုပဲမြင်ရမယ်နာမ်ကိုနာမ်လိုပဲမြင်ရမယ်အဲ့ဒီလိုသိမြင်တဲ့ဉာဏ်သည်ဒိဋ္ဌိဝိတ္တုအဘိဓမ္မထသင်္ဃကျမ်းကတော့ဘယ်လိုဆိုတော့ဆိုရင်လက္ခဏာရတ္တပစ္စုပ္ပထာနာပဋ္ဌာနာဝသေနနာမရူပပရိက္ခဟောဒိဋ္ဌိဝိတ္တုနာမလို့တဘာဝတရားတစ်ခုကို characteristic လို့ခေါ်တဲ့သူ့ရဲ့လက္ခဏာရှုထောင့်ကတွေ့ရမယ်ရတ္တလို့ဆိုတဲ့ function ဆောင်ရွက်မှုကိစ္စရှုထောင့်ကသိရမယ်ပစ္စုပ္ပထာနာလို့ဆိုတဲ့ manifestation ပေါ်လာတဲ့ပုံရိပ်ကိုသိရမယ်ပဋ္ဌာနာဆိုတဲ့အနိကအကြောင်းတရားကိုသိရမယ်တဘာဝတရားတစ်ခုရှုထောင့်၄ခုကသိတာနာနဲ့ယုတ်ကိုရှုထောင့်၄ခုကနေမြင်တာကိုဒိဋ္ဌိဝိတ္တုလို့ပြောတာအမှန်ဝိတ္တုမဲ့ကတော့ယထာဘုဒ္ဓထတနာအမှန်ကန်သိခြင်းအမှန်ကန်သိတယ်ဆိုတာဘာလို့လက္ခဏာရတ္တပစ္စုပ္ပထံပဋ္ဌာန်ဆိုတဲ့ရှုထောင့်၄ခုကနာယုတ်ကိုသိတာအဲ့ဒါဟာဒိဋ္ဌိဝိတ္တုပဲဆိုရှင်းပြဖို့မတူပေမဲ့လို့အထိပ္ပယ်ကတော့တူပဲနာမရူပပရိက္ခဟဆိုတာနာနဲ့ယုတ်ကိုပိုင်းခြားသိနိုင်ခြင်းသိတဲ့ဉာဏ်သည်လို့ဆိုလိုတယ်နာမရူပပရိက္ခဟောနာယုတ်တို့ကိုပိုင်းခြားသိနိုင်တဲ့ဉာဏ်သည်သိတဲ့ဉာဏ်သည်ဒိဋ္ဌိဝိတ္တုနာမဒိဋ္ဌိဝိတ္တုမြည်ဝိတ္တုမဲ့ကြတော့နာမရူပနာယာထာဝထတနာနာနေယုတ်တွေကိုအမှန်တိုင်းအရှုတိုင်းမြင်သောဉာဏ်သည်ဒိဋ္ဌိဝိတ္တုနာမဒိဋ္ဌိဝိတ္တုမြည်လို့အဲ့တော့ဗုဒ္ဓဘာသာမှာ level နှစ်ခုရှိတယ်သမုဒိသစ္စာ level ကပြောတဲ့စကားတစ်ခုကိုချင်းတရားတွေမိဘဝတ္တိနော်မိသားစုကျင့်ဝတ်တွေမိတ်ဆွေပေါင်းတို့ရဲ့ကျင့်ဝတ်တွေလိုက်နာကျင့်သုံးရမယ့်အလုပ်တွေမင်္ဂလာတရားတော်ကိုရှေ့ပိုင်းကဟောတဲ့လှုပ်ဆောင်မှုတွေ
အဲ့ဒါတွေကသမုဒိသစ္စာလည်းပဲအနေခေါ်တာအဲ့ဒါတွေရောမလို့အပ်ဘူးလားဆိုလိုအပ်တယ်လူရဲ့ဆိုးဆိုင်အတိအတွက်လိုအပ်တယ်ကိုကျင့်သိက္ခာပိုင်းဆိုင်ရာကိုသမုဒိသစ္စာလည်းပဲဟောတာပရမတ္ထသစ္စာလည်းပဲကနေကြည့်လိုက်လို့ရှိရင်အဲ့ဒါအမှန်မဟုတ်သည့်အတွက်ကြောင့်တန်တရားကထွက်ဖို့မဖြစ်နိုင်ဘူးမဖြစ်နိုင်သည့်အတွက်ကြောင့်ပရမတ္ထသစ္စာလည်းပဲကြတော့အေးတော်ဆိုတာမရှိဘူးအမေဆိုတာလည်းမရှိဘူးဖေးဆိုတာလည်းမရှိဘူးရှုံးနေတာနှစ်ခုသာရှိတယ်ဆိုရင်အဲ့ဒီအဆင့်ကိုတွားရတာလည်းပဲနှစ်ခုရောထွေးအောင်မလုပ်ရဘူးမှာသူ့လည်းပဲနဲ့သူတွားရမယ်မှာသမုဒိသစ္စာလည်းပဲလည်းသူကနဲ့သူဆုဆန်ဒီကိုထိန်းတာပရမတ္ထသစ္စာလည်းပဲဆိုတာဘဝကထွက်မြောက်ဖို့အတွက်ကြိုးစားတာဘုရားဘာသာမှာထူးခြားတဲ့ level ကြီးနှစ်ခုရှိတယ်သမုဒိသစ္စာ level ကြတော့အခြားဘာသာတွေလည်းဟောတာပဲတူတူပဲဘာမှမထူးကိုကျင့်တရားနဲ့ပတ်သက်ပြီးတော့ထိမ့်သိမ့်ကြတာသို့တော့ပရမတ္ထသစ္စာ level ကိုဟောနိုင်တာမရှိဘူးအဲ့ဒီနိလန်းမရှိဘူးဒါကြောင့်မို့မြတ်စွာဘုရားကိုယ်တိုင်ကဝိပဿနာတရားရဲ့အစိတ်ပိုင်းလေးတောင်ဟောနိုင်တဲ့ပုဂ္ဂိုလ်သူ့ဘဝနှစ်ပေါင်း50နှစ်အတွင်းမှာမတွေ့ပါဘူးလို့ပြောတယ်ဘုရားကအသက်80နေရတာတက်တော်အပြင်80ဘာဖြစ်လို့နှစ်ပေါင်း50နှစ်လို့ပြောတာတုံးဆိုတော့တရားရှာတဲ့နှစ်နဲ့တရားသိတဲ့နှစ်တွေကိုပြောတာ29နှစ်ကလူ့ဘဝမှာနေခဲ့တာအဲ့ဒါထဲမပြောတော့တောထွက်ပြီးတရားရှာတာက6နှစ်ဖရာအဖြစ်နဲ့တရားဟောတာက45နှစ်6နှစ်နဲ့45နှစ်ပေါင်းပြီးတော့51နှစ်လို့ပြောတာအဲ့ဒီအတွင်းမှာဝိပဿနာတရားဟောနိုင်တဲ့ပုဂ္ဂိုလ်တစိတ်တသေးတာတောင်ဟောတာမရှိဘူးလို့မြတ်စွာဘုရားပြိဋိဘံသံဃာနီးမှာသူဘဒ္ဒပြပတ်ကြီးကိုဟောခဲ့တယ်အဲ့ဒါဘယ်အဆင့်ကိုပြောတာတော့ဆိုခုပရမတ္ထသစ္စာအဆင့်ကိုပြောတာဒါကြောင့်ပရမတ္ထသစ္စာအဆင့်ကဘယ်ကနေစမှာတော့ဆိုအခုဒိဋ္ဌိဝိတ္တုကစတာနော်ဒါဟာဝိပဿနာရဲ့အစပဲဝိပဿနာလမ်းရဲ့ဝိပဿနာလမ်းကြောင်းကိုတက်ဖို့ပထမဆုံးလှေကတဲ့လို့ဖြစ်လာတယ်သို့တော့ရှေးပိုင်းကဝိတ္တု9ပါးနဲ့ပြောမယ်ဆိုရင်နံပါတ်1ကတော့သီလစင်ကြယ်အောင်လုပ်နံပါတ်2ကတော့တမာတိရှိအောင်ကြိုးစားတမာတိနဲ့မှစိတ်ရဲ့အညစ်အကြေးတွေကိုရှင်းထုတ်နိုင်မှာတမာတိတရားသည်စိတ်ရဲ့အညစ်အကြေးတွေကိုရှင်းထုတ်တာဖြစ်သောကြောင့်စိတ်တဝိတ္တုလို့ခေါ်တာအဲ့ဒါလို့ရှင်းပြီးပြီဆိုတဲ့အခါကျတော့အမှန်မြင်နဲ့မှားရွက်နေတဲ့အတွေးတွေကိုရှင်းထုတ်ဖို့မှားရွက်နေတဲ့အမြင်တွေကိုရှင်းထုတ်ဖို့စတင်တာတော့ဒီဒိဋ္ဌိဝိတ္တုပဲဒိဋ္ဌိဝိတ္တုပဲတို့အဲ့ဒါလို့ပြင်အောင်ချွတ်စာအထောဒါကြောင့်ဒါနဲ့ပတ်သက်ပြီးတော့တေချာတဲ့တေချာအောင်ကိုစဉ်းစားဆင်ခြင်ရမှာဖြစ်တယ်။နာယုံမှာတပါတခြားရှိသလားမရှိဘူးလားလို့သိကြအောင်လုပ်ချင်ခွဲခြားစိတ်ဖြာလိုက်တဲ့အခါမှာအမှန်မဟုတ်တဲ့အမြင်ဟာပျောက်သွားတာပဲထုံးစံပဲနော်အစစ်မှမဟုတ်လို့ရှိရင်ပျောက်သွားတယ်ဆိုတော့ကားဆိုတာဘယ်ဟာခေါ်တာလဲလူတွေကကားနဲ့သွားတယ်ကားနဲ့လာကြတယ်ကားစီးကြတယ်ကားဆိုတာဘယ်ဟာခေါ်တာလဲလို့ကားရဲ့အစိတ်ပိုင်းတွေတစ်ခုစီတစ်ခုစီဖြုတ်ပြီးတော့မေးမယ်ဆိုလို့ရှိရင်ကားဆိုတာပျောက်သွားတယ်ကားဆိုတာရှာတွေ့ဖို့မလွယ်တော့ဘူး
ဘာလို့တွေ့မယ်ဆိုလို့ချင်း body တွေ့မယ် pin တွေ့မယ် engine တွေ့မယ် battery တွေ့မယ်ကားရဲ့စက်ကရိယာတွေပဲတွေ့မယ်အဲ့ဒီပေါင်းစားထားမှလူတွေကကားလို့ခေါ်တာကိုတစားစီဖြုတ်လိုက်လို့ရှိရင်ကားဆိုတာမရှိတော့ဘူးအဲ့တော့ကားဆိုတဲ့အခေါ်ကအမှန်လားလို့ဆိုမဟုတ်ဘူးပေါင်းစပ်ထားလို့ခေါ်တဲ့အခေါ်ဖြစ်နေတယ်ထို့တူရဲ့တရားဆိုတာဘာကိုပြောတာတော့ရှုံးတဲ့နံကိုတစ်ခုစီခွဲထားလိုက်လို့ရှိရင်ဘယ်ဟာကိုတရားခေါ်မလဲခေါ်တယ်မရှိပြန်ဘူးတစ်ခုစီမေးလိုက်ဒါရုပ်တာလူခန္ဓာကိုပဲကြည့်လိုက်စပင်ကစပင်မဲ့မျက်စိကမျက်စိပဲနှာခေါင်းကနှာခေါင်းနားနာရှာဒါလူဆိုတာပျောက်သွားပြီတဲ့အဲ့တော့ပေါင်းစပ်ထားတဲ့အခေါ်အဝေါ်တွေမှန်သမျှဟာအမှန်တရားမဟုတ်တော့ဘူးပေါ့အရှိတရားလည်းမဟုတ်တော့ဘူးအထင်အမြင်များတာဖြစ်တယ်အဲ့ဒီအထင်အမြင်တွေအလုံးကိုပျောက်အောင်ကြိုးစားတာဒိဋ္ဌိဝိတ္တုဥပမာတစ်ခုပြောမယ်လူတွေပြောကြတယ်တစ်ခုမြင်ငါမြင်နေငါမျက်စိနဲ့မြင်နေပြောကြတယ်ငါကိုယ်တိုင်မြင်ခဲ့တာအဲ့ဒီမှာရှာကြည့်ဘာတွေတွေ့ပြီလို့ဆိုရင်မြင်နေဆိုတဲ့နေရာမှာရှာကြည့်လိုက်လို့ရှိရင်မျက်စိတွေ့မယ်မြင်စရာအာယုန်တစ်ခုတွေ့မယ်အဲ့ဒီနှစ်ခုပေါင်းစုံခြင်းကြောင့်ဖြစ်ပေါ်လာတဲ့အသိစိတ်တွေ့မယ်အာယုန်နဲ့ဆက်သွယ်လာတဲ့ဆက်သွယ်မှုတွေ့မယ်စိတ်ခံစားချက်တွေ့မယ်ဒါပဲတွေ့မယ်ငါဆိုတာဘယ်သူကိုခေါ်မလဲအဲ့ဒီငါးခုတည်းကတရားနာမည်နဲ့ပြောမယ်ဆိုရင်သက္ခုပတရာရူပယုံသက္ခုဝိညာဉ်စိတ်ဖတ်တာဝေဒနာအဲ့ဒီငါးခုဖြစ်တာပဲအဲ့ဒါပဲငါဆိုတာဘယ်သူကိုပြောမှလဲအဲ့ဒီငါးခုပေါင်းလိုက်တာကိုပဲလူကငါလို့ပြောနေတာလေတရားလို့ပြောနေတာအဲ့ဒီငါးခုတည်းကတစ်ခုခုပြတ်သွားလို့ရှိရင်လုံးလို့မရတာမြင်နေဆိုရင်ဖြစ်တော့လေမျက်စိမရှိရင်လည်းမြင်နေဆိုရင်ဖြစ်ဘူးမြင်စရာအာယုံမရှိရင်လည်းမြင်နေဆိုရင်ဖြစ်ဘူးအဲ့ဒီဟန်ချက်ညီညီတဲ့ငါးခုလုံးစုံမှမြင်နေဆိုဖြစ်တာအဲ့တော့ဘယ်သူကိုငါလို့ပြောမှလဲဒီငါးခုတည်းကတစ်ခုကိုငါလို့ပြောမှလားလို့ဆိုတရားလို့ပြောမှလားဆိုပြောရမရှိဘူးသူနာမည်နဲ့သူပဲအဲ့တော့ရှုတရားနံတရားတွေအစုအဝေးဖြစ်ချင်းမျှတာဖြစ်တယ်just a phenomena ဆိုတဘာဝတရားတက်တက်မျှတာဖြစ်တယ်တရားဆိုတာမရှိဘူးငါဆိုတာမရှိဘူးလို့အဲ့လိုမြင်အောင်ကြိုးစားရမှာအဲ့လိုမြင်ပြီးဆိုမှဒိဋ္ဌိဝိတ္တုဖြစ်တယ်နော်အဲ့ဒါကိုဆိုလိုတာဒိဋ္ဌိဝိတ္တုဖြစ်ဖို့ဆိုတာအဲ့ဒီလိုမြင်မှုဒါဖြင့်အဲ့လိုမမြင်လို့ရှိရင်ဘာပြဿနာဖြစ်လဲတရားလို့မြင်နေဆိုလို့ရှိရင်ဘာပြဿနာဖြစ်တယ်မလိုလားအပ်တဲ့အထင်မြင်လွဲမှားမှုတွေစက်တိုက်ဖြစ်လာတယ်တရားလို့ထင်လို့ရှိရင်အတွေးခေါ်လွဲမှားမှုတွေဖြစ်လာတယ်တရားလို့ထင်လိုက်တာနဲ့တပြိုင်နက်ဒီတရားသည်သိပြီးနောက်ဖြစ်တယ်မဖြစ်ဘူးဆိုတာနှစ်ခုလာတယ်တရားလို့ထင်လိုက်တာနဲ့လူဆိုလို့ရှိရင်ဥပမာပဲနောက်ဘဝသိပြီးတဲ့နောက်ဘဝဖြစ်တယ်သိပြီးတဲ့နောက်ဘဝမဖြစ်ဘူးဆိုရင်ဘယ်လိုမှားယွင်းတဲ့အမြင်တွေထပ်ဆင့်လာတယ်လဲသိပြီးနောက်မဖြစ်တော့ဘူးဆိုရင်ဥစ္စေရဝါဒဖြစ်သွားပြန်တရားဟာပြတ်ဆဲသွားတယ်ဆိုတဲ့အဓိပ္ပာယ်ပျောက်ပြက်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားပြန်သိပြီးတဲ့နောက်ဖြစ်တယ်လို့ယူဆပြန်လို့ရှိရင်တရားဟာထာဝရမြဲနေတယ်လောကကြီးထဲမှာသူကရှိနေတယ်သဒ္ဒရာဒိဋ္ဌိပဲရောက်သွားတယ်
အဲ့တော့မလိုလားအပ်တဲ့အတွေးခေါ်နှစ်ခုဟာထပ်ကွဲလာတယ်လို့ဆိုလို့တယ်အကယ်၍ယုံနံနှမျိုးသာရှိတယ်လို့တွက်လိုက်လို့ရှိရင်အဲ့ဒီနောက်ဆက်တွဲဖြစ်ပေါ်လာမဲ့ပြဿနာ problem မလာတော့တရားမှမရှိတာယုံတဲ့နာမယ်ဒါပေမဲ့ယုံနံကြတော့ဗာပြောအကြောင်းရှိရင်ဖြစ်တယ်အကြောင်းမရှိရင်မဖြစ်ဘူးဖြစ်စေနိုင်တဲ့အကြောင်းရှိနေသေးရင်ဖြစ်မယ်ဖြစ်စေနိုင်တဲ့အကြောင်းမရှိတော့ရင်မဖြစ်ဘူးဥစ္စေရတတ္တမလာတော့ဒါကြောင့်အဲ့ဒီနှစ်ခုကိုရှောင်ရှားပြီးတော့မြတ်စွာဘုရားပဋိစ္စသမုပ္ပါဒ်ကိုဟောတာအကြောင်းရှိရင်ဖြစ်မယ်အကြောင်းချုပ်ရင်ချုပ်မယ်အကြောင်းနဲ့အကျိုးသာဖြစ်တယ်ဆိုတာကိုဟောတဲ့ပဋိစ္စသမုပ္ပါဒ်ဒီဥစ္စေရဝါဒနဲ့တတ္တရဝါဒကိုရှောင်ရှားခြင်းပဲဖြစ်တယ်ဒါအလွန်သိမ်မွေ့နေတဲ့မြတ်ဗုဒ္ဓရဲ့ absolute truth level ဖြစ်တယ်ပေါ့နိဗ္ဗာန်သွားခြင်းဒီလမ်းကြောင်းပေါ်မတက်ဖဲနဲ့ဘယ်သူမှနိဗ္ဗာန်မရောက်ဘူးဒီလမ်းကြောင်းပေါ်တက်မှနိဗ္ဗာန်ကိုရောက်နိုင်တယ်လို့သူဆိုလိုတယ်သမုဒိသစ္စာ level မှာနေရင်တော့တန်တရားထဲမှာပဲရှိမယ်သမုဒိသစ္စာ level ကနေထွက်ပြီးတော့ပရမတ္ထသစ္စာ level ကိုရောက်မှနိဗ္ဗာန်ဆိုတာတွေ့နိုင်တယ်လို့ဘုရားဘာသာမှာ level နှစ်ခုနဲ့မသားထားဖို့လိုရပေါ့နော်ဒါကြောင့်မို့ဒီအမှန်တရားနဲ့ပတ်သက်ပြီးတော့အခိုင်အမာသိမြင်လာအောင်ကြိုးစားအထောက်ကြရတာဖြစ်တယ်ပေါ့တရားမရှိဘူးဆိုတာသိကြလောက်အောင်ကိုယ်ခန္ဓာကိုယ်ကိုစစ်ဆေးကြည့်ရမြင်တဲ့အချိန်မှာစစ်ဆေးကြည့်ပါလိမ့်ဖြစ်တာလေကြားတဲ့အချိန်ကိုစစ်ဆေးကြည့်ပါလိမ့်ဖြစ်လေအနံ့ရတဲ့အချိန်မှာစစ်ဆေးကြည့်မယ်စစ်ဆေးတာ contemplation ပဲ meditation ပဲ contemplate ဆိုတာ contemplation ဆိုတာတတိနဲ့ပညာနဲ့စူးစိုက်ပြီးတော့လေ့လာတာပြောတာလူတွေဟာသိပ္ပံပညာလက်ထဲမှာသွားပြီးတော့ရှင်းကြတာပဲလေလက်တွေ့လှုပ်ဆောင်တာဒါလက်တွေ့လှုပ်ဆောင်အောင်အဲ့လိုမှဆက်ဆက်ကတုတ်မှာမြတ်စွာဘုရားဟောထားတယ်ဝိပဿနာရှုဖို့ရအတွက်အမြင်နဲ့ပတ်သက်တယ်အကြားနဲ့ပတ်သက်တယ်အနံ့ရမှုနဲ့ပတ်သက်တယ်အနံ့ရဲ့အရသာရဲ့အထိတွေ့ဒီသုံးခုကိုပေါင်းထားတယ်အမြင်နဲ့ပတ်သက်ရင်ဒိဋ္ဌိဒိဋ္ဌမတ္တအကြားနဲ့ပတ်သက်တာကြတော့သုတိသုတမတ္တအနံ့ရဲ့အရသာရဲ့အထိတွေ့ရဲ့ကြတော့မုဒိမုဒ္ဒမတ္တပေါင်းပြီးတော့ထားတာစိတ်ကူးကြံစီလို့သိတာကြတော့ဝိညာတေဝိညာတပတ္တံဆိုpoint ၄ခုပဲပေးထားတာမြတ်စွာဘုရားအဲ့ဒါဝိပဿနာရှုဖို့ point ၄ခုပဲပေးထားကဲအမြင်နဲ့ပတ်သက်ပြီးပြောကြည့်အောင်ခုနပြောထားတဲ့အတိုင်းပဲအမြင်နဲ့ဆိုတာဟာငါကဘာတူလဲအကြည့်ပဲမျက်စိကိုငါလို့ခေါ်မလားအဆင်းအာယုံကိုငါလို့ခေါ်မလားမျက်စိကလည်းသူ့ကြောင့်နဲ့သူဖြစ်လာတဲ့ကံကြောင့်ဖြစ်တဲ့အရာသာဖြစ်တယ်မြင်လာတဲ့အာယုံကလည်းပဲမျက်စိကိုနဲ့ပေါင်းစုံပြီးသွားလို့ဖြစ်တယ်ပေါင်းစုံလာတာဖြစ်တယ်အဲ့ဒီပေါင်းစုံခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ရလကမြင်သိစိတ်ပဲမြင်သိစိတ်နဲ့တွဲဖက်ပြီးပါလာတာကဖတ်တာနဲ့ဝေဒနာစိတ်ခံစားချက်တွေဖြစ်လာတယ်ငါးခုပဲတွဲပါနော်မျက်စိရဲ့အဆင်းအာယုံရဲ့မြင်သိစိတ်ရဲ့ဖတ်တာရဲ့ဝေဒနာရဲ့ဒါပဲဖြစ်တာပဲလေတခြားဖြစ်တာမဟုတ်ဆက်ဆက်ကတော့ကြတော့တဏှာထည့်လိုက်တဲ့အခါ6ခုဖြစ်သွားအဲ့တော့တမန်အားဖြင့်ကတော့5ခုပဲ5ခုဖြစ်တယ်အဲ့ဒီ5ခုကိုတရဝလို့ခေါ်မလားငါလို့ခေါ်မလားဆိုငါလို့ခေါ်ကြအကြောင်းမရှိဘူး
မျက်စိကယုတ်တရားတသက်တာဖြစ်တယ်မျက်စိရဲ့ထင်ဟပ်လာတဲ့အဆင့်အာယုံကလည်းယုတ်တရားတသက်တာဖြစ်တယ်သူတို့နှစ်ခုစုံငင်းကြောင့်ပေါ်လာတဲ့ဇာတိမြင်သိစိတ်သည်နန္တရားတသက်မြတ်တာဖြစ်တယ်ဖတ်တာကလည်းနန္တရားတသက်မြတ်တာဖြစ်တယ်ဝေဒနာလည်းနန္တရားတသက်မြတ်တာဖြစ်တယ်အဲ့တော့ယုတ်နဲ့နံနှစ်ခုဖြစ်ခြင်းမြတ်တာဖြစ်တယ်အဲ့ဒီပဲငါဆိုတာလည်းမရှိဘူးငါဆိုတာလည်းမရှိဘူးသူကသူအကြောင်းကြောင့်ဖြစ်ပေါ်လာပြီးပျက်စီးသွားတာပဲရှိတယ်အဲ့ဒါလို့မြင်အောင်ကြည့်ရမယ်လို့ဆိုတော့ဒါဝိပဿနာတရားအထုတ်တယ်ဆိုတာအဲ့ဒါပြောတာတန်တရားမှနှစ်ပေါင်းကြာရှိသွားဒီအမြင်ကမရှားခဲ့သည့်အတွက်ကြောင့်လွယ်လွယ်ကူကူနဲ့အမြင်ကိုပြောင်းဖို့ဆိုတာခက်တယ်ကြားတဲ့အခါမှာလည်းပဲငါကြားတယ်လို့ပြောကြတယ်ကဲငါကြားတယ်လို့ပြောရအောင်အဲ့ထင်မယ်ဘာတွေဖြစ်တာတုံးလို့တွေ့ကြည့်လိုက်နားရှိတယ်နားမှာအတန်ကလာပြီးတော့ရိုက်ခတ်တယ်ဇာတိစိတ်ပေါ်တယ်ဖတ်တာပေါ်တယ်ဝေဒနာပေါ်တယ်ဒါမဖြစ်မနေဒီတိုင်းသွားနေတာပဲအဲ့ဒီပဲငါဆိုတာဘာသူပြောမှလဲတရဝါဆိုတာဘာသူခေါ်မှလဲအလုံးဟာတဘာဝတရားတသက်မြတ်တာဖြစ်တယ်ဖြစ်ပြီးရင်သူကသူပြတ်သွားတာကိုလုံးနိုင်တာလည်းတခုမှမရှိဘူးအတန်ကြားလို့အသိစိတ်ပေါ်တယ်ဆိုတာကိုလုံးတာမဟုတ်ဘူးနော်အကြောင်းကြောင့်ဖြစ်လာတဲ့အကျိုးများတာဖြစ်တယ်ကိုလုံးလိုက်တာမဟုတ်ဘူးနားလည်းကိုလုံးထားတာမဟုတ်ဘူးအမေကပေးတာလည်းမဟုတ်ဘူးအဖေကပေးတာလည်းမဟုတ်ဘူးဖခင်သခင်ကပေးတာလည်းမဟုတ်ဘူးအတိတ်ကံကနေပြီးတော့ဖန်တီးပေးလိုက်လို့ဖြစ်လာတဲ့အရာအဲ့ဒီပုံမှာအတန်ကလာပြီးတော့ဆက်သွယ်လာတဲ့အခါမှာဇာတိစိတ်တွေပေါ်လာတယ်စီကိုလက်နဲ့တီးလိုက်တဲ့အခါမှာစီတန်ထွက်လာတယ်လို့ပဲအကိုလုံးတာတခုမှမရှိဘူးတော့အဲ့ဒီထဲမှာလည်းပဲတရဝါဆိုတဲ့အရာတခုမှမပါဘူးယုံနဲ့နာနှစ်ခုပဲဖြစ်တယ်အဲ့ဒါကိုပြောတာနာမရူပပရိက္ခဟောရှုံးတဲ့နာမည်ရှိတယ်နာမရူပနာယာထာဝတ္တနာဒိဋ္ဌိဝိတ္တိနာမရှုံးတဲ့နာနှစ်မျိုးကိုသာလဲအမှန်သိနေတယ်ဆိုအဲ့ဒါဝိပဿနာပဲเนาะဒိဋ္ဌိဝိတ္တိပဲအမြင်စင်ကြယ်မှုပဲအဲ့တော့ထိုင်ပြီးတော့အဲ့တိုင်းပဲစဉ်းစားကြည့်တကယ်မြင်အောင်တွေးနောက်တစ်ခါသမင်းစားတယ်ကော်ဖီတောက်တယ် breakfast စားတယ် lunch စားတယ်ပေါ့တခုစားတယ်အစာစားပြီဆိုရင်ဘာအရင်လာတယ်တတိထားပြီးတော့စားကြည့်ကော်ဖီတောက်ပြီဆိုရင်ဘာကအရင်လာတော့ဆိုအနံ့ကအရင်လာတယ်မတော့ရသေးဘူးကော်ဖီနံလေးကနှာခေါင်းကိုရင်လာတိုက်တယ်အဲ့ဒါ၅ခုဖြစ်တယ်နော်နှာခေါင်းရယ်ကော်ဖီရဲ့အနံ့ရယ်အနံ့ကိုတီးတဲ့စိတ်ရယ်ဖတ်တာရယ်ဝေဒနာရယ်၅ခုဖြစ်သွားတယ်အဲ့တော့တရား၅ခုဖြစ်ခြင်းပဲကော်ဖီပကံလေးကိုယူပြီးတော့တောက်တော့မလို့လိုးလိုက်တဲ့အချိန်မှာအဲ့ဒါတွေဖြစ်သွားတာအဲ့ဒီမှာလည်းငါမပါဘူးနောက်တစ်ခါတောက်လိုက်ပြီးတောက်လိုက်တဲ့အချိန်မှာဘာလာတော့ဆိုရင်ကော်ဖီကြီးကအေးနေတယ်ကော်ဖီကပူတယ်ပူတာအေးတာသိတယ်အဲ့ဒါကြတော့ကာယပတ္တာရဖုဒ္ဓပါယုံပူတာအေးတာကတေဇောဖုဒ္ဓပါယုံအဲ့တော့အပူအေးအပြော့မှာကိုသိတဲ့ကာယရဲ့ထိလာတဲ့ဖုဒ္ဓပါယုံရဲ့အဲ့ဒီနှစ်ခုဆုံးပြီးသည့်အတွက်ကြောင့်ထိတိတဲ့ကာယဝိညာဉ်စိတ်ရဲ့ဖတ်တာရဲ့ဝေဒနာအဲ့မှာလည်း၅ခုဖြစ်တာပြီးပြီဆိုတော့မှကော်ဖီတောက်လိုက်တော့ကော်ဖီကခါတယ်ကော်ဖီကစိတ်လိမ့်လေးဆိုတာရသိလာတယ်အဲ့ဒါလို့သိတာကြတော့တက္ကဏဖြစ်သွားပြန်ပြီလျာရဲ့အယတာရဲ့ဆုံလိုက်တဲ့အခါမှာအယတာသိတဲ့စိတ်ပေါ်လာတယ်ဖတ်တာပေါ်တယ်ဝေဒနာပေါ်တယ်အဲ့တော့ကော်ဖီလေးတစ်ခွက်တောက်ထားသေးပဲနဲ့ရှုပ်တရားနံတရားပေါင်း15မျိုးဖြစ်သွားတယ်နော်15မျိုးဖြစ်သွားတယ်
အဲ့ဒီ15မျိုးထဲမှာငါရှိသလားတတဝါရှိသလားမရှိဘူးဒီ15မျိုးပဲနော်15မျိုးကတပြိုင်တည်းဖြစ်တာမဟုတ်ဘူးသူအကြောင်းနဲ့သူဖြစ်သွားတာဖြစ်ပြီးရင်ပြတ်သွားကြတာအဲ့ဒါလို့သိတာကိုပဲနာမရူပနာယာထာဝထသနာဒိဋ္ဌိဝိသုဒ္ဓိနာမလို့ပြောတာဒါဝိပဿနာတရားအထုတ်ပြီးဆိုရင်အဲ့ဒါကိုပိုင်ပိုင်နဲ့နဲ့သိဖို့လိုသေးတယ်ဟုတ်ပြီကော်ဖီတောက်တဲ့အစားတယ်15မျိုးမျက်စိကမြင်တာ5မျိုးရုပ်နာ5မျိုးဖြစ်တယ်နားကြားတဲ့အခါမှာရုပ်နာ5မျိုးဖြစ်တယ်အစားတဲ့အခါမှာ15မျိုးဖြစ်တယ်ဟုတ်ပြီစိတ်ကူးကြံစည်တဲ့အခါကြရောအဲ့ဒါတွေမပါဘဲနဲ့တက်စိတ်ကူးကြံစည်တာမနေ့ကအကြောင်းအရာပြန်တွေးတယ်နောက်နေ့ဖြစ်မဲ့ဟာတွေးကြည့်တယ်နော်2022ခုနှစ်ပြီးခဲ့တဲ့နှစ်ကအကြောင်းအရာတွေပြန်တွေးတယ်အဲ့ဒီမှာရောငါပါလားအဲ့ဒီမှာတွေးတဲ့စိတ်ကတစ်ခုအဲ့ဒီမှာအခြေခံစိတ်လို့ခေါ်တာပေါ့ attention လုပ်တဲ့စိတ်ကတစ်ခုပြီးတဲ့အခါကျတော့တွေးတဲ့အကြောင်းအရာကတစ်ခုအဲ့ဒီ attention လုပ်တဲ့စိတ်ရဲ့တွေးတဲ့စိတ်ရဲ့နှစ်ခုပေါင်းလိုက်တဲ့အခါမှာအတွေးအာယုံရဲ့ပေါ့ attention လုပ်တဲ့စိတ်ကအဝိဇ္ဇာစိတ်လို့ခေါ်တယ်အဲ့ဒီစိတ်ရဲ့တွေးတဲ့အာယုံရဲ့နှစ်ခုပေါင်းလိုက်တဲ့အခါမှာတွေးသိစိတ်တွေပေါ်လာတယ်အဲ့ဒီတွေးသိစိတ်နဲ့အတူတကွဖတ်တာပါတယ်ဝေဒနာပါတယ်ငါးခုပဲအဲ့ဒါလေစိတ်ကူးကြံစည်ရင်လည်းဒီငါးခုဖြစ်တာပဲအဲ့ဒီမှာကျတော့ရှုပ်တရားမဟုတ်ပဲနဲ့နန္တရားသက်ဖြစ်တာပေါ့သို့တော့တွေးရတဲ့အကြောင်းအရာကရုပ်ဖြစ်ခြင်းဖြစ်နိုင်တယ်နာမ်ဖြစ်ခြင်းဖြစ်နိုင်တယ်တွေးတဲ့အကြောင်းအရာကြတော့ဥပမာမနေ့တော့စိတ်ဆိုးခဲ့တယ်စိတ်ဆိုးတာကိုတွေးရင်တော့ဒါနန္တရားကိုတွေးတာပဲဘသူကိုစိတ်ဆိုးတယ်အဲ့ဒီတူကိုမြင်အောင်နေလို့ရှင်တော့ဒါရုပ်တရားပဲအဲ့တော့အဲ့ဒီမှာလည်းပဲယုတ်တိနံနေဖြစ်တာပဲရှိတယ်ယုတ်နံကလွယ်လို့တခြားဘာမှမဖြစ်ဘူးအဲ့ဒါဝိညာတိဝိညာတမတ္တကြည့်လိုက်မယ်ဆိုတရားပေါင်း30ပဲနော်နေ့စဉ်နေ့ဘဝမှာဘုန်းကြီးတို့တွေမျက်စိကမြင်တာနားကကြားတာနှာခေါင်းကနမ်းရှူတာလျှာကအရာသာသိတာခန္ဓာကိုယ်ကထိတွေ့တာစိတ်ကူးကြံစီတာဆိုတဲ့အခါမှာဒီယုံနဲ့တရားအနည်းဆုံး30ဖြစ်နေတယ်လက်ကြဖြစ်ဒါတွေပဲဖြစ်နေတာအဲ့ဒီ5ပါးတွေကိုအဲ့ဒီ30ကိုခန္ဓာဖွဲ့လိုက်ရင်ခန္ဓာ5ပါးပဲတကယ်တော့ခန္ဓာ5ပါးဖြစ်ပေါ်လာခြင်းပဲဒါဖြင့်လူတွေဟာဘဝကိုတွေ့တာနေကြတာဘယ်သူတွေ့တာလဲဆိုခန္ဓာ5ပါးတွေ့တာနေတာပဲလေခန္ဓာ5ပါးတွေ့တာနေရင်ဒုက္ခအဆုံးမတတ်တော့ခန္ဓာ5ပါးတွေ့တာမှုကိုဖယ်ရှားနိုင်မှဒုက္ခအဆုံးတတ်တယ်ဒါ Buddhist way for liberation ပေါ့ liberation ရဖို့ရအတွက်ကဒီအဆင့်မြင့်တယ်ပဲဒီတိုင်းသွားတာနော်အဲ့တော့ဒိဋ္ဌိဝိသုဒ္ဓိဆိုတာဟာအခုလို့ရှုံးတဲ့နာနဲ့သာရှိတယ်ရှုံးတဲ့ကလွဲပြီးတော့တတဝမရှိဘူးဆိုတာကိုသိကြတဲ့သိကြအောင်စစ်ဆေးကြည့်ရှုဒီတရားတွေရဲ့အပြင်အခြားဘာတွေဖြစ်သေးတယ်လဲလို့တွေးအောင်ရှာနော်မတွေးတော့ဘူးဆိုလို့ရှိရင်မရှိတာမတွေးတော့ဘူးဆိုလို့ရှိရင်ကျန်တာတွေအထင်မြင်မြတာဖြစ်တယ်လို့သိလို့ရှိရင်ဒါတကယ်အမှန်သိပဲနော်တရားအသိဆိုတာအဲ့ဒီထအောင်သိဖို့လိုတယ်ပေါ့ဒါဝိပဿနာဉာဏ်ဖြစ်ပြီလားလဲဆိုဝိပဿနာဉာဏ်ရဲ့ foundation ပဲရှိသေးတယ်အဲ့ဒီတရားတွေနဲ့ပတ်သက်ပြီးမမြဲဘူးဆိုတာသိဖို့လိုတယ်မမြဲသည့်အတွက်ကြောင့်ဒုက္ခရောက်တယ်ဆိုတာသိဖို့လိုတယ်ကိုလုံးနိုင်တာတခုမှမရှိဘူးဆိုတဲ့အနတ္တသဘာဝကိုသိဖို့လိုတယ်ဆိုဆင့်တက်လာပြန်အဲ့ဒီဉာဏ်နဲ့ကျတော့တဆင့်ပြီးတဆင့်တက်သွားတာနော်တဆင့်ပြီးတဆင့်တက်သွားတာ
ဒါကြောင့်မို့လို့ဒါဒိဋ္ဌိဝိတ္တုဆိုတာအခြေခံအဲ့ဒီလိုဖြစ်နေတာဘာကြောင့်ဖြစ်တယ်လို့သိတာကြတော့ပစ္စယပရိက္ခဉာဏ်လို့ခေါ်တယ်အဲ့ဒီနှစ်ခုအကြောင်းတရားနဲ့ကိုယုံ nant ကိုသိပြီးတဲ့နောက်မှာထိုယုံ nant နဲ့ပတ်သက်ပြီးတော့သုံးသပ်ကြည့်တယ်မြဲသလားမမြဲဘူးလားထာဝရလားတခဏလားသုံးသပ်ပါများလာတဲ့အခါမမြဲဘူးဆိုတာသိလာတယ်အဲ့တော့ဖြစ်မှုပြမှုတွေကိုတကယ်ကိုဖြစ်ခိုက်ပြက်ခိုက်မှသိလာလို့ရှိရင်ဥရိယပြဉာဏ်ဆိုတာဖြစ်လာတယ်ဥရိယပြဉာဏ်သိလာရင်ဖြစ်ခိုက်တောင်မှအာယုံမပြုတော့ဘဲနဲ့ပြက်ထာတွေကြီးပဲမြင်လာရင်ပင်ကညာဆိုဒါအနိစ္စလမ်းဆုံးသွားတဲ့သဘောပဲဝိပဿနာဉာဏ်ဟာအမြင့်ဆုံးကပြောရမယ်ဆိုရင်အနိစ္စဉာဏ်ဟာပင်ကမှာလမ်းဆုံးတယ်အဲ့ဒီနောက်ဖြစ်လာတဲ့ဘယဉာဏ်တို့ဒါစိတ်အခြေအနေတွေအသိဉာဏ်တွေပြောင်းသွားဖို့ပြောတာဝိပဿနာဉာဏ်ရင့်လာပြီဆိုလို့ရှိရင်အသိအမြင်တွေအတွေးတွေပြောင်းလဲသွားတယ်ဒါလောက်ပြက်နေတာကြီးဟာကြောက်စရာကြီးပဲလို့မြင်လာရင်ဘယဉာဏ်နော်အနေများလိုက်တာဆိုလို့မြင်လို့ရှိရင်အာရိတဝဉာဏ်အနေများလို့ညီးခွေစရာကောင်းလိုက်တာဆိုနိဗ္ဗိဒဉာဏ်ဒီဘဝကြီးကလွတ်ချင်လိုက်တာဆိုမုံစိတုကမြတ္တဉာဏ်လွတ်ရလွတ်ကြောင်းမှာဘယ်မှာရှိတယ်လဲလို့ပြန်စဉ်းစားတာပဋိသင်္ခါဉာဏ်သင်္ခါရတရားတွေဆိုတာဒီလိုပဲလို့သင်္ခါရတရားတွေရဲ့အဖြစ်အပျက်ကိုစိတ်အေးလက်အေးပူပင်တော့ကမရောက်ဖ ೇನೆ အေးငြိမ်သက်သာစွာရှုနိုင်လာတာကြတော့သင်္ခါရုပ္ပခဉာဏ်တည်ငြိမ်အေးချမ်းစွာရှုလာနိုင်မှတွေ့တာမှုတွေမုန်းတိမှုတွေကိုတဖြည်းဖြည်းချင်းညှင့်သက်လာလိုက်တာနောက်ဆုံးမှတွေ့တာမှုကလုံးဝလွတ်သွားတယ်မုန်းတိမှုကလုံးဝလွတ်သွားတယ်ဆိုရင်ဉာဏတတနာဆိုရဲမဉ္ဇဉ်ဖူဉ္ဇဉ်ရသွားတာပဲသင်္ခါရုပ္ပခဉာဏ်သည်ဝိပဿနာဉာဏ်နဲ့မှထိတ်ဆုံးပဲအဲ့သင်္ခါရုပ္ပခဉာဏ်ရင့်တန်လာပြီဆိုလို့ရှိရင်မက်ကိုကူးသွားတာမက်ကိုကူးသွားတာဟာဒီသင်္ခါရတရားတွေရဲ့ဒုက္ခပေးနေတဲ့သင်္ခါရတရားတွေရဲ့လွတ်ရာအခြေအနေကိုမြင်ပြီးတော့ရှင်ထဲမှာဆွဲနေတဲ့ကိလေသာတွေအမှားမြင်မှုတွေကိုကုန်ရှင်းထုတ်လိုက်နိုင်တာအဲ့ဒါမဉ္ဇဉ်ရပြီးတော့ဖူးညာဒါဘုရားဝါဒရဲ့ကျင့်စဉ်အဲ့ဒါလောက်လေးနဲ့တယ်လို့ဆိုလို့အပြောသက်သက်မဟုတ်ပဲနဲ့တကယ်တည်းတွေ့ကျင့်လို့တကယ်ရသွားတဲ့ပုဂ္ဂိုလ်ရှိတယ်လွယ်သလားဆိုတော့လွယ်နဲ့တော့မရဘူးနော်လွယ်သလားလို့မေးလို့ရှိရင်ဒါ individualize ပဲတချို့ပုဂ္ဂိုလ်တွေကြတော့လွယ်မယ်တချို့ပုဂ္ဂိုလ်တွေကြတော့ခက်မယ်ဘလောက်လုံးအောင်မလဲဆိုတာလဲလူနဲ့ပဲပုဂ္ဂိုလ်အလိုက်ပဲတချို့ပုဂ္ဂိုလ်ကြတော့10မိနစ်နဲ့ရခြင်းရသွားတယ်ချုပ်ပုဂ္ဂိုလ်ကြတော့လဲတက်တက်နဲ့မရတာလည်းရှိဒါကသူ့ရဲ့ qualification နဲ့သွားတာလောကီပညာတစ်ခုသင်တာတောင်မှပဲတတ်တဲ့လူရှိတယ်မတတ်တဲ့လူရှိတယ်ထူးချွန်တဲ့လူရှိတယ်မထူးချွန်တဲ့လူရှိတယ်အဲ့တိုင်းပဲလောကုတ္တရာပညာရမှလည်းပဲဒီတိုင်းပဲလို့မှတ်ရဘယ်နည်းအားထုတ်ရမှာတော့ဆိုမရမချင်းအားထုတ်ရမှာလို့ပဲပြောရမှာနော်ရှားကျင်တဲ့လူကြတော့10မိနစ်နဲ့လည်းရနိုင်တယ်1နာရီနဲ့လည်းရနိုင်တယ်ဒါသူ့ရဲ့ qualification ပေါ်မှာမူတည်တယ်လမ်းစဉ်ကတော့ဒါပဲဘသူလှုပ်လမ်းစဉ်ကဒါပဲထိတိုင်းသွားမှာပဲဒီအစဉ်တိုင်းသွားအဲ့တော့ဒီနေ့အဓိကအားဖြင့်ဒိဋ္ဌိဝိတ္တုအကြောင်းကိုရှင်းလင်းဖော်ပြတာဖြစ်ပါတယ်အမှားနဲ့အမှန်ခွဲခြားသိတဲ့ဉာဏ်ဆိုတာအမှားကပါလေတရဝါလို့မြင်နေတာအမှားရှုံးတဲ့နာနှစ်ခုသာရှိတယ်ဆိုတာအမှန်နော်အဲ့တော့ကိုမြင်နေတာအမှားမြင်တာလားအမှားမြင်တာလားဆိုတာကိုတတိထားပြီးတော့အမှားမြင်တာတွေပျောက်အောင်အမှန်မြင်အောင်အမှန်မြင်ခြင်းတို့ရောက်အောင်ကျင့်ကြံကြိုးကိုပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း
ရှေ့ဆက်ချလေးဆိုလိုက်အောင်ဒီကပဲနားထောင်ရုံပဲထောင်လိုက်တာရှင်ဖယားဖယားရီတော်တို့သည်တန်တရားကိုဆင်ရင်မှလွတ်ကင်းရအမှန်ယနိဗ္ဗာန်ကိုရှိတန်ကြလျက်နိုင်ငံတကာနှစ်သက်ကူနှစ်ဥကာလအခါသမယဝဲအထုဓမ္မသဘင်ရှင်ရင်ချင်းပါပြုလုပ်ကြ၍တရားတော်မြတ်ကိုရှုသိလေးမြတ်စွာနာယူမှတ်သားကျင့်ကြံပွားများကြပါကုန်၏ဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏အဖို့ဘာကကိုအမိအဖအဖို့ဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏30ဘုံကျင့်လိကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း